အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ပြရတော့ပါဒီနေ့မှာတော့ကျွန်တော်တာနေနဲ့တိုးနေတော့ဒီနေ့လေးတာတန်းကြီးကန်နားထောင်ပြီးတော့ပါနော်ဒီနေ့မှာ customer တယောက်က YouTube အရာကြတာပေါ့ YouTube အရာကြတာကိုကျွန်တော်က video ထဲဝင်လိုက်တယ်ဒီလိုမှထပ်သွားတယ်ပေါ့ပြီးရင်သူ့ရဲ့ S2 လို့ပါလို့ရနေသွားပြီး upgrade တင်လိုက်လည်းမရဘူးပြန်နော် S2 ထဲမှာသွားပြီးတော့ upgrade တင်လည်းမရဘူးအဲ့တော့လုံးမနီးကတနည်းပဲရှိတယ်ကျွန်တော်ရတဲ့နည်းလေးပေါ့နော်ဒီအောင်မှသူ့ရဲ့ session ဟိုရဆက်သွားမယ်ပြီးရင်ကျွန်တော်ဘာလို့မှဒီ shot ကို format ချပြန်တယ် TV ကို format ရိုက်ပြန် format ရိုက်ပြန်သုံးတာ format ရိုက်ပြန်သုံးတဲ့နည်းလေးပေါ့နော် command နဲ့ဆက်ဝင်ပြီးလိုက်တာပေါ့format ရိုက်ဖို့နေရာလေး okay ဒီမှာပေါ့ system recovery ဆိုတဲ့ဟာတွေပေါ့နော် command နဲ့မှာ system recovery ဒါလေးတစ်ချက်ချာအပြင်နဲ့ password မှာတော့ကျွန်တော်ဒီမဲ့ကိုလည်းမသိတော့ဒီဒီနဲ့3လို့ရေးကြည့်တယ်1 2 3 4ပေါ့နော်မရရင်3ည4လုံးစမ်းကြည့်တယ်ဒါဆိုမှန်သွားပြီပေါ့နော်ဖုန်းကချမှာလို့ပြီးတယ်နှိမ့်လိုက်ပြီဒီကဘာကြီးလူပဲဝင်လာတော့အဲ့ဒါထောက်ပြီးတယ်ခဏဆောင်ဒါ scale လုပ်နေတော့ကြာသွားပြီနော်ဒီလိုတန်းတက်လာတယ် TV ကတော့သူရှိတဲ့ original account တွေကတော့အကုန်ပြုတ်တယ်နော်အားလည်းဒါဆိုတော့ TV တော့ format ရရင်ကို scale လုပ်နေတော့ဖြတ်နေတယ်နော် data တွေ scale လုပ်နေတော့တော့သွားမယ် data တွေရှိနေတော့ data တွေပြတ်မှာပေါ့ data ကိုအဓိကအကြောင်းမကြည့် YouTube ပဲအဓိကကြည့်ကျင်တာအများကြီးကြည့်ကျင်တာဆိုတော့အဲ့လိုကျွန်တော်ပြောတဲ့နည်းတွေကဒါ emergency နည်းပုံတော့ပေါ့နော်ကျွန်တော်ရတဲ့နည်းတွေကျွန်တော်ပြပေးလိုက်customer တွေလည်းအဲ့ဒီမှာကျွန်တော်ဒီပြပေးတဲ့နီလန်လေးအဆင်ပြေဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ပါနော်ဒါစပြီနော်ဒါကူဒါဒီတိုင်းပဲဆက်ရ starting မှာ English ပေါ့ language ရေးခိုင်းတယ် English 6ခုပေါ့နော်6ခုပြီးအောင်လုပ်ပေးရအင်္ဂလိပ်ရေးပြီးရင်ညာတက်ဆွဲတယ်ဒါအဆင်ပြေရထားတာပေါ့အကြောင်းမရှိဘူးပေါ့နော်ကန်ထီရေးခိုင်းတာပေါ့ဘာဒီမှာဒီလိုပဲရေးတာပြန်မယ်အချိန်ကတော့ကျွန်တော်တို့အချိန်ကခဏရေးပေးပြလိုက်တော့6နာရီ30ပေါ့နော်6နာရီ30ဒီလိုပေါ့နော်ဒါပဲပေါ့ရန်ကုန်ဒါကိုပြင်ညာဘက်တက်ဆွဲမယ်ဒါကျွန်တော်လန်ကေပဲတက်ထားပြီနော်အယူကိုဒီကဒီနောက်မှာလန်ကေပဲတက်ထားပြီရတယ်ပြင်ဒီတိုင်းပဲဒါပုံမလို့စတိုးပဲအဆင်ပြေတာတော့လေပေါ့ကျွန်တော်တော့စတိုးပဲထားပြလိုက်ပြင်ဒီမှာဒါဖုန်းပဲသွားလိုက်တယ်ပေါ့နော်ဒီအဆင့်ကြီးရောက်လာပြီပေါ့ခဏဆောင်ဟိုညာဘက်ပေါ်နာလေးမှာဟိုလန်ရပါတယ်ဆိုပြီးပြတဲ့ဟာလေးပေါ့ငါရေးပေးနာလေးမှာအချိန်ရလည်းမှန်မယ်ပေါ့နောက်ဆက်ပြီးတော့အချိန်လည်းမှန်တယ်တဲ့ရန်တိုင်းမှန်နေရပေါ့အပြင်ကျွန်တော်ဒီကြည့်ရဲတစ်ချက်မဝင်ရင်ကျွန်တော်ဒီသူ့ရဲ့ပါတဲ့ app store ထဲမှာဒီ video software လေး upgrade ဖြစ်နေတာတစ်ချက်ကြည့်လိုက်အောင်နော်အောက်ချလိုက်ရပေါ့ my app ထဲကနေမှာဒီ my app ထဲမှာဟိုတက်ပြီးတော့ဒီ upgrade တောင်းနေရပေါ့ upgrade ထဲမှာပါတယ် YouTube ပါပေါ့နော်ဒီပေါ်တော့မှာအဲ့တော့ကျွန်တော် YouTube upgrade လေးတင်ခဲ့ရတယ်နော်ဒီ download ဆွဲနေပြီပေါ့ download ဆွဲပြီးသူ install လုပ်လိုက်မှာခဏဆောင်ဆိုရိုး Android TV တွေမှာရိုးမဟုတ်တော့ Android TV တွေမှာကြာရင်တော့ Smart Tube ဆိုတဲ့ software နဲ့လည်းပြင်နေတွေ့ရကြနော်ဒီမှာတော့ Smart Tube download တက်ဖို့ပြင် browser နဲ့ shortcut တင်မအောင်ပါညာနဲ့လုပ်ရဆိုတော့ကျွန်တော်တော့အဲ့လိုသုံးမလို့ဒီ YouTube ပဲမရရအောင်သုံးမယ်ပေါ့ဒီကြီးရတဲ့ဖုန်းလေးဆိုဒီကြီးရတဲ့ဖုန်းဒီကဖုန်းဒီဖုန်းဟုတ်ပါဒီကြီးရအဲ့ဒါလေးဟုတ်တယ်။install ပေးနေပေါ့နော်ခဏဆောင်။ install ပေးပြီးသူအောက်ရောက်သွားတယ်။သူကအားလာတယ်။မားလုံး
ကြာယူကြည့်တော့ဝင်ဟိုဟာတခါကရမ်းမယ်ဘုံနဲ့ဘာမှမနေဘူးရမ်းမထားလိုက်ရအစောပေးရမှာခဏဆောင်ကျွန်တော်ဘေးရဒါတော့နောက်ထပ်ယူချိန်မဲ့ဖုန်းလုံးပါဝိုင်ဝိုင်ချိတ်ထားရတယ်ပေါ့ဝိုင်ဝိုင်ချိတ်ထားပြီးရင်ကျွန်တော်တို့ကဘာမှနှိမ့်နေတယ်ဒီ Google search ဒီ Google search လေးပေါ့နော်ဒီ search လေးပါတယ်ပါဖိုးဘက်ကမဖြတ်နိုင်ဘူးလက်ကတစ်ခါတည်းဆိုတော့ညတက်ချင်တာဒီမှန်ဘူးလေးကိုနှိမ့်ပါတော့နားလေးဆောင်ပြီးရစိမ်းမှုကြောင်းတော့လည်းဒါခလုတ်ဘာမှမနှိမ့်လို့ပေါ့နော်တစ်ခုနေပြီလားခလုတ်ချက်နေပြီလားပြောပြီးဒီလိုပြန်ရတယ်ကခဏဆောင်ဒါအစောလုံးနေပါဘောနော်အစောလုံးနေတော့ရောတယ်ကျွန်တော်ကဒီ smart TV လေးတစ်ချက်နှိပ်လိုက်ချက်နှိပ်လိုက်ပြီးတော့ထပ်ပြီးတော့ပဲအဲ့ဒါပေါ့နော်ရှာလို့အစောပြီးတာရှာနေလို့ဆိုရက်ထင်နေလို့ဒီထဲမှာဒီမဲ့ထဲမှာပဲရက်ကြည့်နေတယ်နောက်တော့စောင့်ပြရအောင်တော့အစောပြီးနေတယ်โอเคအဲ့တော့မှတော့ဒီ install ပေးတာထားထားရမိတ်ထားလိုက်ပါတော့ပေါ်ပေါ်နေပြီးတော့ဒီဟိုဒီယူရဲပဲတစ်ချက်ဝင်လာတာနော်โอเคဒါလေးခဏဆောင်ပြင်ဒီမှာ gesture ရပဲနေပြီးတော့နော် gesture ပဲနေပြီးတော့နော်ဒီလိုစပေါ်ပြီးတော့ဒီလိုစပေါ်ရင်တော့ဘာလို့အောင်လဲဖုန်းကနေ QR ဖတ်ပြီးမှာပေါ့ QR ဖတ်ဖို့အတွက်ဆိုရင်ကိုယ့်နဲ့ကို QR ဒီလို scanner ဘာညာရှိရင်လည်းမရှိဘူးဆိုလည်းဒီ Google search bar လေးပေါ့နော်ဒီ search bar လေးရတာ shortcut တင်လို့လည်းရတယ်ပေါ့အပါလဲအကြောင်းမရှိဘူးပါတဲ့အစင်ဒေတာတစ်ခုခုနဲ့ scanner တစ်ခုနဲ့ဖတ်ချလိုက်နော်ဒီ Google နဲ့ပဲကျွန်တော်ဖတ်လိုက်မှာပေါ့Google နဲ့ဖတ်မှာ open camera နှိပ်တယ်open camera နှိပ်ပြီးတော့ဒီ QR ကိုချိန်လိုက်အဲ့မှာဒီမှာ link လေးတစ်ခုတက်လာနော်ဒီဖုန်းပေါ်မှာ link လေးတစ်ခုတက်လာအဲ့ link လေးကိုချက်နှိပ်လိုက်ဒါဆိုရင်သူကဒီ video တစ်ခါတည်းရောက်တယ်သူကချိန်မလားပေါ့နော်ကောင်းချိန်မလားတော့မင်းကျွန်တော် continue ပဲနှိပ်ပေးလိုက်ဒီခဏလေးလုံနေဖတ်နေတယ်ရတယ်ပြင်ဒီတိုင်းပဲဒီအပြားလေးပဲထည့်နေပြီလေပေါ့နော် yes ပြင်လည်းပြင်မယ်ဒါမှမဟုတ်80ပါလည်းပြင်ပြင်တော့မြန်မာလိုကြောင်းတာတော့80ပါပေါ့ပြင်ဒါအပေါ်ဆုံးပြင်ပေးလိုက်ပြင်အလောင်းနှိပ်ပေးလိုက်ပေါ့โอเคဒါဆိုရင်တော့ခဏဆောင်ပေးလိုက်နော်ဒီတော့တောင်းပါလေဟောချိတ်ပါပြီလုံလေးရတာပါ